တင်မှာဥဆောင်မိုးတွေရခဲ့ပေမဲ့တရေပြန်ကျသွားတဲ့ပုံမှာမြင်လေးသိပြရကြဒီပွဲကအဓိကကျွန်တော် finishing စုပ်တဲ့တာမကောင်းပါတော့အဲ့ကြောင့်ပွဲကတရေရတော့ပြပထမပိုင်းကလေးကကျွန်တော်က finishing တေချာတုတ်တဲ့နိုင်မှာပါဒီနေ့ပွဲဟုတ်နောက်ဆုံးကစားရတဲ့၄ပွဲမှာဆိုရင်စမျိုးတော်ရဲ့တွင်းက6ဂိုးထိရှိရပေါ့နော်အဲ့ဒါအကြောင်းများဒီလက်ရှိမှာနည်းနည်းဒီနေ့ပွဲစဉ်ရဲ့ယုံကြည်မှုလွန်ကဲနေတယ်လို့ပြောလို့ရဘယ်လိုသုံးသက်ချင်တယ်ကိုဒီနေ့ပွဲကဘယ်လိုပြောရမလဲကိုတော့ယုံကြည်တယ်ကိုကိုလည်းရတာတော့ကိုကလည်း10ဂိုးလောက်ဖြစ်နေပြီဆိုတော့ကိုဘယ်လိုပြောမလဲဒီနေ့ကကိုလို့ဂျင်စိတ်များသွားတာလည်းပါပါတယ်ကိုအဲကြောင့်finishing လည်းလောရတာပေါ့ကိုအသင်းဖော်တွေရောဗာများပြောကြရှိတယ်အသင်းဖော်တွေလည်းဗာလဲဒီဘောအကိုတွေရောတကယ်ချင်းတွေရောတောင်းရပါတယ်ဘယ်လိုပြောမလဲဒီနေ့ပွဲဒီရက်လက်ကကျွန်တော်ညံ့တယ်လို့ထင်ပါတယ်နောက်ပွဲဒီမှာဘယ်လိုပြန်လာမလဲနောက်ပွဲကတော့အကောင်းဆုံးပြန်လာမှာပါဗာလဲဘယ်လိုပြောနောက်ပွဲကရန်ကုန်နဲ့ဆိုတော့အကောင်းဆုံးပြင်သွားပြီးကစားမှာပါကျွန်တော်ဒီပြည့်ကျေးဇူးပါကျေးဇူးပါ